ယုံကြည်ပါမင်းလုံနိုင်တယ်ဆိုတာကိုနောက်မှရှိတာကြံခဲ့ပြီမလားဒါဆိုရှေ့ကိုပဲရှောက်ဖို့ပြစ်အတိတ်မှာငိုခဲ့ဘူးပြီမလားဒါဆိုရင်းချက်ဖို့ပဲကြိုးစားတော့ဒီနေ့ကမလဲကူဘူးမနှက်ဖန်မှာပိုခတ်ခဲနိုင်တယ်အခုဒုက္ခရောက်နေတဲ့နောက်နေ့လေအဆင်ပြေဖို့မသေးကြဘူးအကောင်းဆုံးတွေကိုပဲမျှော်နေခြင်းဟာလည်းအဆိုးတွေကိုပိုဆိုးစေနိုင်ပြီးတော့အဆိုးဆုံးအခြေအနေတွေကိုလက်ခံနိုင်ခြင်းဟာလည်းအကောင်းဆုံးတွေကိုဖန်တီးနိုင်ခြင်းပဲနှိမ့်ချတယ်ဆိုပြီးတော့လည်းထင်သေးစရာမလိုဘူးအဲ့ဒါရင်ကျေးတယ်လို့ခေါ်တယ်ဘဝင်မြင့်နေတယ်ဆိုပြီးတော့ကဲ့ရဲ့စရာမလိုဘူးအဲ့ဒါယူတတ်မယ်သင်ငန်းစာဘဝထဲမှာ तू ကထွက်သွားတာရှိတယ်လို့ကိုကလည်းထွက်လာတာရှိတယ်ကိုမပါပဲ तू ဆက်ရှောက်အောင်မှဖြစ်တယ်လို့ तू မပါလို့ဆိုပြီးတော့ကိုရက်နေလို့မှမရလူအစ်စ်တွေဘဝထဲဝင်လာလိမ့်မယ်အလုပ်အစ်စ်တွေလုပ်ရလိမ့်မယ်အဝင်းချင်းအစ်စ်မှာအခြေချရလိမ့်မယ်ခက်ခဲမျိုးစုံကြုံတွေ့ရလိမ့်မယ်ဘယ်အချိန်ဒီမှာပဲဖြစ်ဖြစ်စိတ်တက်မကြဖို့နဲ့ရင်ဆိုင်နိုင်ဖို့ကိုယ့်ဘက်ကအကောင်းဆုံးပြင်ဆင်ထားခဏခဏတွေးဆောင်ရမယ်ပြီးရင်ခဏခဏလမ်းခွဲရဒီစိတ်ကူးတွေပြတ်သွားရင်လည်းနောက်စိတ်ကူးတွေနဲ့မျောလင်းကြအောင်အလားတူပဲနောက်ထပ်အချိန်များစွာနာကျင်ရအောင်